အားလုံးပါလီစွာပါပူဒီအားရကာနဲ့ပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့တော့အိမ်ရရခိုင်ရှက်နေ့ကိုမျှဝေရှင်းဖြစ်ပါတယ်အရင်ဆုံးကျက်သားကိုအနေတော်တုံးထားပါမယ်စီအိုတေးပါမယ်စီပူလိုက်ရင်စနွေးမုန်းထည့်ပါမယ်မယောသီးစီသားပါမယ်မပေးအနည်းငယ်ထည့်ပါပဲစီသားထားတာကျဲလို့ရှိရင်ကြက်သားထည့်ပါမယ်ရတာနှမ်းတော့ဒေရှာလေးမှုပေးရပါမယ်နမ်းမွေးလေးဖြစ်အောင်စပလင်ထည့်ပါမယ်စပလင်မကြရင်မထည့်လို့လည်းရပါတယ်ဆောဟင်းချုံမုံထည့်ပါမယ်ရေထည့်ပါမယ်我微信上面来切吧没？我这看你现在能贴吧没？人家也看一下吧没？那不就嘛变做家吧没？